မင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါ ဒီနေ့မှာတော့လေမြန်မာနိုင်ငံရဲ့နှစ်ပေါင်းများစွာတမိုင်းအစဉ်အလာရှိခဲ့တဲ့ဘိုးလာကြီးတဲ့ပညာရေးလောကတွေကိုအသေးစိတ်လေ့လာကြည့်ကြဖို့စိတ်ဝင်စားလျက်အရေးမြတ်တွေရထားပါတယ်ရှင် ဟုတ်ကဲ့ ရှေးရုပ်အစဉ်အလာတင်ကြားမှုတွေဘလို့အားကောင်းခဲ့တယ်လဲခင်တဲ့အညီဘလို့ပြပြင်ပြောင်းလဲမှုတွေစ조사နေတယ်လဲနောက်ပြီးတော့လက်ရှိပညာရေးဖွဲ့စည်းပုံတွေသူတို့ရဲ့ခေတ်ကာလအသုံးဝင်မှုနဲ့ပတ်သက်ပြီးဘလို့ဆွေးနွေးညှင်းခုန်မှုတွေရှိနေတယ်လဲဆိုတာတွေကိုပေါ့ ယဟန်တော်တွေပညာရှင်တွေရဲ့ဆွေးနွေးချက်တွေသုံးသပ်ချက်တွေနဲ့စူးစီးပြီးတင်ပြသွားမှာပါဆိုတော့ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကဒီရှုပ်ထွေးတဲ့ပညာရေးစနစ်တွေရဲ့အဓိကအသွင်ရပြင်တွေသူတို့ကြားကကွာခြားချက်တွေရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေကိုပို့ပြီးရှင်းရှင်းလင်းလင်းနားလည်စေဖို့ပါပဲ မှန်ပါတယ်ရှေးအစဉ်လာဖုံတော်ကြီးတင်ပညာရေးဆိုတာကသူ့ရဲ့တီးခြားရည်ရွယ်ချက်တွေတင်ချာနေတွေနဲ့နှစ်ပေါင်းများစွာယက်တီခဲ့သလိုပေါ့ကရစ်တစ်ကတော့အခြေပြုတင်ချာရေးတွေကလည်းမတူညီတဲ့ချင်းကပ်မှုတွေလိုအပ်ချက်တွေနဲ့အတူပေါ်ပေါက်ပြောင်းလဲလာတာကိုတွေ့ရမှာပါ ဟုတ်ကဲ့ ဒီစနစ်နှစ်ခုကြားမှာတူညီမှုတွေရှိသလိုတိတာတွေကွဲပြားမှုတွေလည်းရှိပါတယ်ဒီနေ့မှလို့အဲ့ဒီကွဲပြားမှုတွေအငြင်းပွားမှုတွေနောက်ပြီးအနာဂတ်မှာပေါင်းဆက်နိုင်ခြေရှိမရှိဆိုတာတွေကိုအရင်အမေတွေကဖော်ပြထားတဲ့အတိုင်းလေ့လာကြည့်ကြတာပေါ့ ကောင်းပါတယ်ဒါဆိုရှေးရိုးစနစ်နဲ့ပဲစလိုက်ကြအောင်နော်ဒီစနစ်ရဲ့သမိုင်းကြောင်းကတော်တော်ရှည်လျားတယ်လို့ဆိုပါတယ်ပုဂန်ခေတ်မတိုင်ခင်ကတည်းကရှိနိုင်တယ်လို့တောင်မှသားရတယ်သူရဲ့အဓိကရည်မှန်းချက်ကဘာဖြစ်မလဲရှင် အဓိကရည်မှန်းချက်ကတော့လေဗုဒ္ဓရဲ့အဆုံးအမတွေပိဋကတ်တော်တွေကိုမပြောက်မပြက်မူရင်းအတိုင်းတန်ရှင်းစင်ကြဲစွာထိန်းသိမ်းဆောင်ရှောက်ရေးပေါ့ပရိယတ္တိသာသနာ preservation အဲ့လာကအဓိကပဲအရင်မြတ်တွေမှာရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ် အော်ပိဋကတ်တော်ထိန်းသိမ်းရေး ဟုတ်ပါတယ်ဒီပညာရေးဖွဲ့စည်းပုံကယဟန်တော်တွေရဲ့အသက်မွေးဝမ်းကြောင်းမှုဆိုလိုတာကလောကီစီးပွားရေးအဆင်ပြေဖို့ကိုအဓိကမထားပါဘူးယဟန်တော်တွေဟာဒါယကဒါယိကမတွေရဲ့ပစ္စည်းတွေပါလူရမှုပေါ်မိခိုရက်တီပြီးတော့သာသနာတော်ထိန်းသိမ်းရေးနဲ့ပြန်ပွားရေးကိုပဲအဓိကဥတည်ခဲ့တာပါ အော်ဟုတ်ကဲ့တသနာတော်ကိုထိန်းသိမ်းပြန်ပွားဖို့ဆိုတဲ့နေရာမှာလေတင် जा နည်းဟောဘူးလို့ပုံစံမျိုးလဲ အဓိကသင်ကြားနည်းကတော့ဘုရားရဲ့ဒေသနာတော်တွေနဲ့ပတ်သက်တဲ့အချက်လက်တွေကျမ်းဂန်အသိပညာတွေကိုတတ်နိုင်သမျှစုံစုံလင်လင်စုဆောင်းခြင်း knowledge accumulation ပေါ့ စူဆောင်တာ ဟုတ်ကဲ့ပြီးတော့အဲ့ဒီစုဆောင်းထားတဲ့အသိပညာတွေကိုနားလေတက်မြောက်အောင်လိလာစီပူခြင်း acquisition of learning ပါပဲဆိုတော့ဒါကမူရင်းကျမ်းဂန်တွေကိုတတ်နိုင်သမျှမှတ်မိနားလေအောင်လုပ်ပြီးတော့လက်ဆင့်ကမ်းထိမ့်သိမ့်ဖို့အားပေးတဲ့ပုံစံမျိုးပါ အဲ့လိုထိန်းသိမ်းဖို့အဓိကတင်ရတဲ့ဘာသာရပ်တွေကတော့ဘာတွေဖြစ်မလဲရှင် အခြေခံအဖြစ်တော့ဘာသာရပ်၃ခုကအဓိကကြပါတယ်တစ်ခါကပါဠိတတ္တာ grammar ပေါ့ ဟုတ်ကဲ့တတ္တာ နောက်တစ်ခုကအဘိဓမ္မာ Buddhist philosophy psychology နဲ့ဝိနည်း monastic discipline တို့ပါပဲ တတ္တာအဘိဓမ္မာဝိနည်း ဟုတ်ပါတယ်တတ္တကိုသင်တာကတော့ပါဠိဘာသာနဲ့ရေးထားတဲ့မူရင်းကျမ်းဂန်တွေရဲ့အဓိပ္ပာယ်ကိုမှန်မှန်ကန်ကန်နားလည်ဖို့ပေါ့စကားလုံးတွေရဲ့အနက်တွေပဲသက်ဆိုင်ရာနေပဲစီမင်းစည်းကမ်းတွေကိုခွဲခြမ်းစီဖြာနိုင်ဖို့ပေါ့ဒီလိုမှမဟုတ်ရင်ဘုရားရဲ့အလိုတော်ကိုမှန်မှန်ကန်ကန်အနက်ဖွင့်ဖို့ခက်ခဲပြီးတော့အယူဆလွယ်မှားသွားနိုင်တယ်လေ ဟုတ်ကဲ့နားလည်မှုလွဲနေတာပေါ့နော် အဘိဓမ္မာကတော့နည်းနည်းတဲ့တရားသဘောတရားတွေဒါစနိကဝိဒဆိုင်ရာအချက်တွေကိုသိရှိနားလည်ဖို့မရှိမဖြစ်ပေါ့ဝိနည်းကတော့ယဟန်တန်ကတော့ဒီရဲ့နေစဉ်ကြင်ကြံနေထိုင်မှုသီလစင်ကြယ်မှုအတွက်အခြေခံအကြဆုံးလမ်းညွှန်ချက်တွေဖြစ်ပါတယ်ဆိုတော့ဒီသုံးခုကအယူအဆစင်ကြယ်မှုတိတိတုတိနဲ့အကျင့်သီလစင်ကြယ်မှုသီလတုတိရဲ့အတွက်အုံမြင့်ချပေးတယ်လို့ဆိုနိုင်တာပေါ့ ဓမ္မစရာယလို့အစစ်မြင့်တန်းနေမှာတော့ဒီဘာသာရပ်တွေအပြင်ဘာကြီးတိုးလာတယ်လဲ ဓမ္မစရယလို့အစင်မြင့်တန်းနေမှာတော့လေမူရင်းပါဠိတော်တွေကိုရောအဲ့ဒီပါဠိတော်တွေကိုအကျေတဝင့်ရှင်းလင်းဖွင့်ဆိုထားတဲ့အထက်ကထာ commentary တွေပြီးတော့အဲ့ဒီအထက်ကထာတွေကိုတော့ထပ်ဆင့်အသေးပင်ဖွင့်ဆိုချက်တွေပေးတဲ့တိကာ sub commentary တွေကိုပါပို့ပြီးနည်းနည်းလေ့လာရပါတယ် အများကြီးပဲနော် ဟုတ်ကဲ့ပြီးတော့ကျမ်းဂန်တွေကိုအလွတ်ကျက်မှတ်မှုအာဂုံဆောင်ခြင်း rote memorization ကိုအလေးထားလာလေဒီစနစ်ရဲ့ထင်ရှားတဲ့အချက်တစ်ခုပါ အာကွန်ဆောင်လာကအရေးကြီးတာပေါ့နော်ရှေးယူစနစ်မှာ ဟုတ်ကဲ့ အဲ့လိုရှေးယူအစင်လန်နဲ့ရှိုင်းရှိခဲ့တဲ့စနစ်နဲ့ယဉ်ကျေးရေးလေအခုနောက်ပိုင်းပေါ်ပေါက်လာတဲ့ခေတ်သစ်တက္ကသိုလ်အခြေပြုသင်ကြားရေးတွေကဘလို့ကွာခြားသွားလဲသူတို့ရည်ရွယ်ချက်တွေသင်ကြားပုံတွေကတော့ဘာတွေပြောင်းလဲသွားသလဲရှင့် ခေတ်သစ်စနစ်ကတော့အဓိကအားဖြင့်တက္ကသိုလ်တွေ college တွေကိုအခြေခံတာပေါ့မြန်မာပြည်တွင်းမှာရောထိုင်းသီရိလင်္ကာအိန္ဒိယ
အနောက်နိုင်ငံတွေလိုပြပမှာပါဒီလိုတက္ကသိုလ်တွေရှိလာပါပဲ ပြီးပမှာတော့ရှိတာကို ဟုတ်ပါတယ်ရည်ရွယ်ချက်ကတော့တာဒနာထိမ့်သိမ်းရေးဆိုတဲ့အချက်ပါဝင်နိုင်ပေမဲ့လက်တွေ့ကြတဲ့အခြေအနေတွေကိုပိုပြီးထက်သွင်းစဉ်းစားလာတာတွေ့ရတယ်ဥပမာပညာသင်ကြားနေတဲ့ရန်တော်တွေရဲ့စာဝတ်နေရေးအနာဂတ်ရည်တည်ရေးလိုကိစ္စရပ်တွေပေါ့အထူးသဖြင့်ပြပတက္ကသိုလ်တွေမှာဆိုပြီးကျောင်းလာခနေထိုင်စရိတ်စတာတွေရှိလာတဲ့အခါကျတော့ဒီအချက်ကပိုပြီးထင်ရှားလာတာပေါ့ ဟုတ်ကဲ့တင်ယုံညွန်းနှံပိုင်းမှာရောတိတိတသာကွာခြားမှုရှိလား အများကြီးကွာခြားပါတယ်တင်ယုံညွန်းတန်းကအများကြီးပိုချေပြန်လာတယ်အခြေခံပါဠိတခိတဘာသာစကားတွေပါဝင်နှုန်းထုပေမဲ့အနောက်တိုင်းသစ္စနာနိကပေဘာသာရေးနိုင်ရှင်လေးလာမှုစိတ်ပညာလူမှုပြေတာမနုဿပေတာရှေးအောင်သူဒေသနာနောက်ဆုံးဟွာလေးအာယုံကျော်တစ်ပံ neuroscience ထိပါလာတယ် အာယုံကျော်တစ်ပံအဆုံးမယ်နော် ဟုတ်တယ်ဦးနှုံနဲ့အာယုံကျော်စစ်နစ်ကိုလိလာတဲ့တစ်ပံပညာရက်ထိပါဝင်လာတာ တင်ကြားနီးကရောဘယ်လိုပြောင်းသွားလဲအလွတ်ချက်မှတ်မှုကိုပဲအဓိကထားတုံးပဲလား သင်ကြားနည်းကလည်းတိတိတသာပြောင်းလဲသွားပါတယ်ရှေးရုပ်စနစ်လို့ဆရာကအချက်အလက်အလုံးဖြန့်ဝေပေးတာမျိုးထက်ကျောင်းသားဒီကိုယ်တိုင်စဉ်းစားတွေးခေါ်ဖို့သူဒေသနာလုပ်ပြီးအသိပညာသစ်တွေရှာဖွေဖော်ထုတ်ဖို့ research and critical inquiry လမ်းညွှန်တဲ့ပုံစံဖြစ်လာတယ် ။အော်ကျောင်းသားဘဟုတ်ပို့ဖြစ်လာတာပေါ့ ဟုတ်ပါတယ်ကိုယ်တိုင်လိလာသုံးသပ်တင်ပြရတဲ့စာတမ်းတွေတင်ဆက်မှုတွေပိုများလာပါတယ်ဒါကြောင့်စာမေးပွဲပုံစံတွေကလည်းအလွတ်ကျက်ပံမှုတသက်ဖို့မိခေါ်မှုနည်းသွားပြီးတော့နားလည်မှုသုံးသပ်နိုင်စွာချိန်ဆက်နိုင်စွာတွေကိုပိုပြီးအဓိကထားစစ်ဆေးလာပါတယ် ။ဒါဆိုရင်အဓိကကွဲပြားတဲ့အမြင်ကရှေးရိုးစနစ်ကဗုဒ္ဓဝချနာကိုမပြောက်ပြတ်အောင်ထိန်းသိမ်းဖို့အဓိကထားချိန်မှာခေတ်သစ်စနစ်ကအဲ့ဒီတရားတွေကိုပဲလက်ရှိကဘာနဲ့ဘလို့လက်တွေ့ကြဆက်ဆက်အသုံးချမလဲဆိုတာကိုပိုဦးစားပေးလာတဲ့လို့ပြောနိုင်မလားရှင်။ဒီအချက်ကအလွတ်ချက်မှတ်မှုနဲ့ပတ်သက်တဲ့အငင်းပွားမှုကိုပို့ပြီးနားလည်စေနိုင်မယ်ထင်တယ် အဲ့လိုဆိုနိုင်ပါတယ်ခင်ဗျာအလွတ်ကျက်မှတ်မှုဟာရှေးရိုးစနစ်မှာလက်ရှိကျင့်သုံးနေတဲ့စာမေးပွဲစနစ်ကြောင့်မဖြစ်မနေအရေးပါနေတော့ပါပဲ ။ဟုတ်ကဲ့ အရင်အမြစ်တွေရလေစာမေးပွဲမေးခွန်းပုံစံတွေကကျန်းစာထက်ကစာသားတွေကိုဘယ်နေရာကနေဘယ်နေရာအထိပြန်ရေးပြနိုင်ရင်အမှတ်ဘယ်လောက်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေရှိနေတော့အလွတ်ကျက်မှတ်နိုင်စွမ်းကအောင်မြင်မှုအတွက်အဆုံးဖြတ်ဖြစ်နေတော့ပါတယ် ။အာဟုတ်မှာပဲ စာမေးပွဲခန်းထဲမှာအဘိဓမ္မာလိုအထောက်အကူပြုစာအုပ်တွေတခြားအကူအညီတွေသုံးခွင့်မရှိပဲကိုယ့်ရဲ့မှတ်ဉာဏ်ကိုပဲအထက်ကအားကိုးဖြစ်ဆိုရတာမျိုးပါ ။အဲ့ဟာကတော်တော်ဖိအားများမဲ့ပုံပဲနော်။ဆိုတော့ခေတ်သစ်စနစ်မှာကဒီလိုမှတ်ဉာဏ်စစ်ဆေးမှုထက်နားလည်မှုကိုဘလို့ပုံစံမျိုးနဲ့ပိုပြီးဦးစားပေးစစ်ဆေးတာလဲ ခေတ်သစ်တက္ကသိုလ်တွေမှာတော့လေစာရန်ရေးသားတာ case study လေ့လာတာ presentation လုပ်တာဒါမှမဟုတ် open book exam လို့ခေါ်တဲ့စာမေးပွဲခန်းထဲမှာအထောက်အကူပြုစာအုပ်တွေအဘိဓမ္မာနဲ့ကြီးစုခွင့်ပေးပြီးတော့မေးခွန်းကိုဘလောက်နက်နားလေသုံးသပ်နိုင်တယ်လေဆိုတာကိုစစ်ဆေးတာမျိုးတွေရှိလာပါတယ် ။အော် open book exam ဟုတ်ကဲ့ဒါကြောင့်အလွတ်ကျမှတ်မှုတတ်ထက်နားလည်မှုနဲ့လက်တွေ့အသုံးချနိုင်စွမ်းကပိုအရေးပါလာတာပေါ့ ဒီအလွတ်ကျမှတ်မှုပေါ်အလေးထားမှုနဲ့ဆက်ဆက်ပြီးစဉ်းစားစရာနောက်တစ်ခုကတော့လေရှေးရိုးတင်ရိုးမှာအခုခေတ်လူတိုင်းနီးပါအရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အင်္ဂလိပ်စာတင်ချာတမိုင်းတစ်ပံလို့လောကီဘာသာရပ်တွေအဓိကမပါဝင်တဲ့လောက်ခင်းနေတာကိစ္စပါဒါကတမင်ချန်လက်ထားလာလားဒါမှမဟုတ်အခေတ်အခါကအချင်းနေရထိသွားတာလား အရင်မြစ်တွေကတော့တမင်တကာချမ်းလောက်ထားလာတဲ့ရှေးရိုးစနစ်ရဲ့မူလရွေချက်နဲ့တိုက်ရိုက်မတဆိုင်မလို့ယူဆလို့မဖြစ်မနေတင်ရိုးထက်မှမထည့်တွင်းခဲ့တာပါဆိုလိုတာကရှေးရိုးစနစ်ရဲ့အဓိကရွေချက်ကဗုဒ္ဓဒေသနာတော်တွေကိုတိုက်ရိုက်ထိန်းသိမ်းဖို့ဖြစ်တဲ့အတွက်လေဒီလောကီဘာသာရပ်တွေကအဲ့ဒီရွေချက်ကိုတိုက်ရိုက်အထောက်အကူမပြုဘူးလို့ရှုမြင်ခဲ့ကြပုံရပါတယ် ။အော်ရည်ရွယ်ချက်ကြောင့်ပေါ့ ဟုတ်ပါတယ်ဒါပေမဲ့အရေးကြီးတဲ့ချက်ကဒီဘာသာရပ်တွေသင်ချတာကိုတားမြစ်ထားတဲ့စီကံဝီနေတော့မရှိပါဘူးဒါတွေကရွေးချယ်မှုဘာသာရပ်တွေ optional subjects အဖြစ်ရှိနေပြီးတော့သင်ကြားတဲ့ဆရာတော်ရဲ့သဘောထားကျောင်းတက်ရဲ့မူဝါဒအရသင်ကြားခွင့်ရှိပါတယ်ဥပမာလေဒီဆရာတော်ကြီးလို့ပညာရှိမျိုးတွေရဲ့လောကဓာတ်ကျမ်းလို့ကျွမ်းကျင်မှုတွေကိုကြည့်ရင်လောကီပညာရပ်တွေကိုလေ့လာလိုက်စားခဲ့တဲ့တွယ်ဝိုက်တဲ့သာလကတွေရှိခဲ့ပါတယ် ။အော်ဆိုတော့တမ်းမထားတာမဟုတ်ပေမဲ့မဖြစ်မနေတင်ရိုးတွေထည့်မထားတာကိုဒါပေမဲ့ဒီနေ့ခေတ်မှာသာသနာပြုဖို့တခြားယဉ်ကျေးမှုတွေနဲ့စကားပြောဖို့ကြတော့အင်္ဂလိပ်စာလိုသိပ္ပံလိုအသိပညာတွေကအရေးပါလာပြီမဟုတ်မလားရှင်ဒီလိုလားချက်နဲ့ရှေးရိုးရီမှန်းချက်ကြားကကွာဟမှုကိုဘယ်လိုညှိနှိုင်းနေကြလဲ
အဲ့ဒါကလက်ရှိကြုံနေရတဲ့အဓိကစိန်ခေါ်မှုတစ်ခုပါပဲခင်ဗျခေတ်အမြင်မှာတော့ဒီဘာသာရပ်တွေဟာသာသနာပြုလုပ်ငန်းတွေမှာပုံမထီရောက်ဖို့မတူကွဲပြားရဲ့ခေတ်ပရိသတ်တွေနဲ့သူတို့နားလေတဲ့ဘာသာစကားသူတို့ရဲ့အသိပညာအစင်တန်းနဲ့ကိုက်ညီအောင်ဆက်ဆံပြောဆိုနိုင်ဖို့နောက်ပြီးတော့ခေတ်တိပံပညာရဲ့ရှားဖွေတွေ့ရှိမှုတွေအယူဆတွေကိုဗုဒ္ဓတရားတော်နဲ့ယဉ်တွဲပြီးဝေဖန်ပိုင်းခြားလေ့လာနိုင်ဖို့အတွက်အလွန်လိုအပ်လာတယ်လို့ယူဆလာကြတာပေါ့ဒီချက်ကိုပိုရှင်းတော့ဥပမာလေးများရှိမလားရှင်အရင်ပြထက်ကစိတ်ဝင်စားစရာဥပမာတစ်ခုကတော့အနောက်တိုင်းကနာမည်ကြီးတရားပြဆရာတူလည်းဖြစ်အာယုံကျော်တပ်ပံပညာရှင်တူလည်းဖြစ်သူရေးတဲ့စာအုပ်တို့အကြောင်းပါသူကမဟာတတိပဋ္ဌာနာစွတ်တန်ကိုကိုကားပြီးတရားထိုင်နေပြီးရှင်းပြထားလဲဒါပေမဲ့သူကိုယ်တိုင်ပါဠိကျမ်းတန်ကိုကျွမ်းကျင်မှုမရှိတဲ့အတွက်သူတမှာအာနာပါနတတိကိုကာယ ानु ပတ္တနာကိုရှုမှတ်ခြင်းအောင်မှာထားရှိတာကိုသူကစေတ ानु ပတ္တနာစိတ်ကိုရှုမှတ်ခြင်းအောင်မှာမာယွင်းပြီးထည့်သွင်းရှင်းပြထားမိတယ်။အိုးမှားသွားတာကိုဟုတ်ကဲ့သူမကနောက်လိုက်တစ်ပဲလေးထောင်ထောင်ချီရှိနေတော့ဒီလိုဒိဗေဖွင့်ဆိုမှုအမှားမျိုးကအလွယ်တကူပြန့်နှံ့သွားနိုင်တယ်ဒီလိုအခြေအနေမျိုးမှာကိုဘက်ကတဆိုင်ရဘာသာရပ်တွေဘာသာစကားတွေကိုမကျွမ်းကျင်ရင်ကိုယ့်ရဲ့မူရင်းကျမ်းကအစွမ်းမှန်လေမာယွင်းစွာအဒီပဲဖွင့်ဆိုခံရတာကိုဘလို့သိနိုင်မလဲဘလို့ပြန်လဲခြေပေးရှင်းလင်းနိုင်မလဲဆိုတဲ့မိမုန်းတွေထွက်ပေါ်လာစေတာပေါ့ဒါကတကယ်ပဲစဉ်းစားစရာအချက်ပဲဒီလိုခက်တဲ့အသိပညာတွေနဲ့ထိတွေ့ဆက်ဆံဖို့ဝေဖန်ပိုင်းချဖို့ဆိုတဲ့နေရာမှာသူတေသနာ research ဆိုတဲ့စကားလုံးကိုလည်းခက်တဲ့စနစ်မှာအလေးပေးတယ်လို့ဆိုတဲ့ရှေးရုပ်စနစ်မှာတော့ဒီတုတေသနာဆိုတဲ့သဘောတရားမျိုးရှိခဲ့လားဒါမှမဟုတ်ဒါကလုံးဝကွာခြားသွားတဲ့အချက်လားတချို့ယဟန်တော်တွေအတွက်ဒီစကလုံးကအသက်အဆန်းလို့နင်းနဲ့ကြောက်စရာလိုတောင်ဖြစ်နေတယ်လို့ကြားဖူးတယ်ရှင်ဟုတ်ပါတယ်သူတေသနာဆိုတဲ့စကားလုံးကိုရှေးရိုးစနစ်မှာတရားဝင်မသုံးခဲ့ပေမဲ့လေသူတေသနာရဲ့အနှစ်သာရဖြစ်တဲ့စနစ်တကျကြိုးကြောင်းစင်ကြင်မှုဝေဖန်ပိုင်းခြားသုံးသပ်မှု critical thinking တွေကတော့အထာကထာတီကာကျမ်းတွေမှာရောတမစရိယသင်္ကြန်ဤတွေမှာရောအပြည့်အဝပါဝင်ပါတယ်ပါပြီးသားပေါ့နော်ဟုတ်တယ်ဆရာတော်တွေကစာသင်စားတွေကိုကျမ်းပြူဆရာရဲ့ရည်ရွယ်ချက်ကဘာလဲဘယ်လိုကြိုးကြောင်းပြတင်ပြထားတယ်လဲဒီချက်ကိုဘယ်လိုထောက်ခံမလဲဘယ်လိုခြေပတ်မလဲဆိုတာတွေကိုမေးခွန်းထုတ်ပြီးစဉ်းစားစေတဲ့သင်ကြားနည်းတွေရှိပြီးသားပါဒါပေမဲ့သူတေသနာမေးခွန်းထုတ်ပုံအချက်မလဲစူဆောင်စစ်ဆေးပုံအကိုအကားပြုစုပုံစတဲ့တီးခြားသူတေသနာလွတ်ထုံလုံးနည်းတွေမနှစေရ research methodology ကိုစနစ်တကျတရားဝင်သင်ကြားတာမျိုးမရှိခဲ့တဲ့အတွက်သူတေသနာဆိုရခေါင်းစဉ်တက်လိုက်တဲ့အခါမှာအစိမ့်တက်လို့လောက်ရကန်ရဲ့ခက်ခဲမဲ့အရာလို့တချို့အတွက်ကြောက်စရာလိုတော့ခံစားရတာမျိုးဖြစ်တတ်ပါတယ်ဆိုတော့ဒါကရှေးဦးစီးနို့နောက်သူတွေပြမတဲ့အရေးသွေးတွေရှိနေပြီဒါပေမဲ့ခေတ်တဲ့အခေါ်အဝေါ်အလုထုံးလုံးနည်းတွေနဲ့မရင်းနေတာမို့နော်အတိအကျပါပဲခေတ်တက်ကလို့စနစ်ဒီမှာတော့သူတေသနာနီးစနစ်ကိုတီးခြားဘာသာရဲ့အရင်နဲ့တိုက်ရိုက်သင်ပေးပါတယ်တကယ်တော့ရေးကြည့်တာကရှေးရိုးသင်ကြားမှုထဲမှာရှိပြီးသားစနစ်တကျစဉ်းစားတွေးခေါ်မှုဝေဖန်ပိုင်းခြားမှုအရေးအသွေးတွေကိုအတိမတ်ပြုပြီးတော့အဲ့ဒီအပေါ်မှာဒီဆုပ်ခေတ်နဲ့အညီလိုအပ်တဲ့သူတေသနာနီးစနစ်အတိပညာတွေနဲ့ပုံဖော်ပေးဖို့လိုအပ်တယ်ဆိုတာပါပဲဒီအတိမတ်ပြုဆိုတဲ့အချက်ကနောက်ထပ်အရေးကြီးရဲ့ကိစ္စတစ်ခုကိုဆက်ဆက်သွားစေတယ်ရှင်အဲ့ဒါကတော့ရှေးရိုးစနစ်ကချီးမြှင့်တဲ့သာသနာသားကြဓမ္မစင်ကြီးပွင့်နဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းအဝန်ရဲ့အတိမတ်ပြုမှုပါဒီကိစ္စကဘလို့အခြေအနေရှိပါသလဲအရင်မြစ်တင်မှာဒါကိုပြေပွင့်နဲ့တန်းတူမတတ်မှတ်ကြဘူးဆိုတော့အငင်းပွားမှုတွေတွေ့ရတယ်ရှင်မှန်ပါတယ်ဒီကိစ္စမှာအခက်ခဲတဲ့အငင်းပွားမှုတွေတော်များများရှိခဲ့ပါတယ်မူလကဒီဓမ္မစရိယဆိုတာဟာပညာရေးချင်းပြည့်မီကြောင်းအောင်လက်မှတ် certificate တချက်ပြီးတက္ကသိုလ်ကပြည့်တဲ့ပွဲမဟုတ်ပါဘူး။အော်လက်မှတ်ပဲကိုဟုတ်ပါတယ်။နောက်ပိုင်းမှာလက်တွေ့အခက်ခဲတွေကြောင့်အောင်လက်မှတ်ဆိုတဲ့စကားလုံးလေးရမှာပွဲလိုကြောင်းလဲတုံလုံးခဲပြီးမဲ့နာမည်ပြောင်းလိုက်ရုံနဲ့ပညာရေးစစ်နှစ်ရဲ့အရေးသွင်းတဲ့ဖွဲ့စည်းပုံကနိုင်ငံတကာအတိမတ်ပြုပွဲတစ်ခုရဲ့စံနှုန်းတွေနဲ့ကန့်ညီသွားတာမဟုတ်တဲ့အတွက်အခက်ခဲတွေဆက်ရှိနေခဲ့တာပေါ့။နိုင်ငံတကာပွဲတစ်ခုရဲ့စံနှုန်းတွေနဲ့ဘလို့ကွာဟနေတယ်လို့ပညာရှင်တွေကထောက်ပြကြတယ်လေရှင်။အရင်မေတွေကပညာရှင်တို့ရဲ့ထောက်ပြချက်အရာအဓိကကွာဟချက်တွေကတော့လေတိအဓိကသင်ရတဲ့ဘာသာရပ်နေပဲချင်းမြောင်းလုံးချင်းပေါ့ဆိုတော့အဓိကအဖြစ်ပါဠိကျမ်းဂန်ဆိုင်ရာဘာသာရပ်တွေကိုပဲအဓိကထားသင်ယူရပြီးတခြားလိုအပ်တဲ့ဘာသာရပ်တွေနေပါနေတယ်ဘာသာရပ်နေတာနဲ့လိုအပ်တဲ့သင်ကြားခြင်းနာရီနဲ့စာမွေးပွဲအရေးအတွက်မပြည့်မီခြင်းတာမန် BA ပွဲအတက်ကတက်အနည်းဆုံးအခြေခံများစနစ်နဲ့အပြင်တက္ကသိုလ်လေးနဲ့စုစုပေါင်း16နှစ်လောက်သင်ယူရပြီးစာမွေးပွဲပေါင်းများစွာဖြည့်ဆို့ရချိန်မှာဓမ္မစရိယအတွက်စုစုပေါင်းအတန်း9တန်းနဲ့စာမွေးပွဲ9ခုလောက်ပဲရှိနေတာပေါ့။အော်
အချိန်နဲ့အရေးအတွက်ကွာတာပေါ့နော် ဟုတ်ပါတယ်တုံးဘွဲယူသူတေသနာစာတမ်း thesis dissertation တင်သွင်းရမှုမရှိချင်တော့ဖြစ်ပါတယ်ဒီအချက်တွေကြောင့်ပြေပတက္ကသိုလ်တွေမှာပညာဆက်တင်မဲ့ယဟန်တော်တွေအတွက်ဓမ္မစရိယဘွဲကို BA ဘွဲနဲ့တန်းတူရည်တူမတတ်မှတ်တဲ့အတွက်မဟာဘွဲ MA လို့ဘွဲလွန်တန်းတွေတက်ရောက်ဖို့အခက်အခဲဖြစ်စေတာပေါ့ ဒါကတကယ်ပဲစဉ်းစားစရာအခက်အခဲကြီးတစ်ခုပဲနှစ်ပေါင်းများစွာကြိုးစားတင်ယူခဲ့တဲ့ပညာအရေးချင်းကနိုင်ငံတကာအတိုင်းအဝိုင်းမှာအတိမပြုမခံရဘူးဆိုရင်ရှေ့ဆက်ဖို့အခက်အခဲအများကြီးရှိနေတာပေါ့ဒီလိုအခြေအနေတွေကိုပြုပြင်ပြောင်းလဲဖို့ဘာတွေလိုအပ်မယ်လို့အကြံပြုထားတာရှိပါသလဲရှင် အချို့တက္ကသိုလ်တွေကရှေးမြတ်မှာကျောင်းသားကြီးတွေရဲ့ထူးချွန်ထမြတ်မှုကိုကြည့်ပြီးပုဂ္ဂိုလ်ရေးအရာ BA နဲ့ညီမျှတဲ့ equivalent to BA လို့သတ်မှတ်ပေးတာမျိုးရှိခဲ့ဘူးပေမဲ့ဒါဟာစနစ်ရဲ့အရေးအသွေးကြောင့်မဟုတ်ပဲပုဂ္ဂိုလ်ရဲ့ပါရမီကြောင့်လို့ဆိုပါတယ် အော်ပုဂ္ဂိုလ်ကြောင့်တတ်မှတ်ပေးတာမျိုး ဟုတ်ပါတယ်ပညာရေးစနစ်တစ်ခုကိုအမှန်တကယ်ပြောင်းလဲဖို့ဆိုရင်မူဝါဒချမှတ်နိုင်တဲ့တရားဝင်အာဏာရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ကနိုင်ငံတကာအဆင့်မီပညာရေးစနစ်တွေရဲ့တိဆောက်ပုံလိုအပ်ချက်တွေကိုနားလည်သဘောပေါက်ဖို့အရေးကြီးရလို့အကြံပြုထားတာတွေ့ရပါတယ် ကောင်းပါပြီခုနစာမွေးပွဲစနစ်ကြောင့်အလွတ်ကျမှန်မှုအရေးပါလာတယ်လို့ပြောခဲ့တော့မြန်မာနိုင်ငံရဲ့စနစ်တကျရှိရပါတယ်ဆိုတဲ့ရဟန်းတော်များဆိုင်ရာစာမွေးပွဲစနစ်အကြောင်းကိုလည်းနည်းနည်းရှင်းပြပေးပါအောင်ရှင်ဒီစနစ်ကလည်းတမိုင်းအတူရှိတယ်နော် ဟုတ်ပါပြီထမိုင်းအချင်းချုပ်ရရင်ဒီလိုရဟန်းတော်တွေကိုစာပေချမ်းကန်တက်မြောက်မှုစစ်ဆေးတဲ့စာမေးပွဲတွေဟာ1648ခုနှစ်ညောင်ရမ်းခေတ်တာလွန်မင်းလက်ထက်လောက်ကတည်းကစတင်ခဲ့တယ်လို့မှတ်တမ်းနေရှိပါတယ် အော်ညုံရမ်းခေတ်ကတွေက ဟုတ်ကဲ့ကုန်းပေါင်ခေတ်ဘိုးတော်ဖျားလက်ထက်မှာပိုပြီးစနစ်တကျထလာစေခဲ့တယ်ကိုလိုနီခေတ်မှာခဏရပ်တန့်သွားခဲ့ပေမဲ့1890ခုနှစ်မှာဗြိတိအစိုးရကပထမဆုံးအကြိမ်ပြန်လည်ကျင်းပပေးခဲ့ပြီးဒီနေ့ထိဆက်လက်တည်ရှိနေပါတယ်အစိုးရကအဓိကစီစဉ်တဲ့စာမေးပွဲဆင့်ရှိပါတယ် ဟုတ်ကဲ့ အခြေခံအဆင့်ကိုပထမပြန်စာမေးပွဲလို့ခေါ်ပါတယ်သူမှာအဆင့်၄ဆင့်ရှိတယ်အခြေပြုမူလတန်းပထမငယ်ပထမလက်ပထမကြီးပေါ့ပထမကြီးတန်းမှာအမှတ်အများဆုံးရာထူးကိုပထမကျော်ဖွဲ့ပေးပါတယ် ပထမကျော် ဟုတ်ပါတယ်အလယ်လက်အဆင့်ကတော့ခုနကပြောခဲ့တဲ့တမဇရိယစာမေးပွဲပါပထမပြန်3တန်းလုံးအောင်မြင်ပြီးသူတွေမှာဝင်ရောက်ဖြည့်ဆို့ခွင့်ရှိပါတယ်အောင်မြင်ရင်သာသနာ့တဇတမဇရိယဖွဲ့ရရှိပါတယ် တမစရိယဘွဲ အမြင့်ဆုံးနဲ့အလွန်တရာခက်ခဲတဲ့စာမေးပွဲကတော့တီပိတ်တကဒါရတီပိတ်တကကိုဝိဒရွေးချယ်ရေးစာမေးပွဲပါပဲတီပိတ်တကဒါရ exam 1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်မှာစတင်ခဲ့တာပါ ဒီပိတ်တကထားရဒါကအတော့ခက်မှာပဲနော် အလွန်ခတ်ပါတယ်ခင်ဗျဒီစာမေးပွဲကပိတ်တက3ပုံပါဠိတော်အားလုံးကိုအလွတ်ရွတ်ဆိုနိုင်ုံအာဂုံတာမကအထကထာတွေနဲ့တကွနည်းနည်းနားလေတက်ကြွမှုရေးဖြေကိုပါစစ်ဆေးတာပါအာဂုံရောရေးဖြေပါနှစ်ပိုင်းလုံးအောင်မြင်ဖို့အလွန်ခက်ခဲပါတယ်ဒီပွဲကိုပထမဆုံးစတင်ရရှိခဲ့သူကကဘာကျော်မင်းကွန်းဆရာတော်ဖျားကြီးဖြစ်ပြီး2025ခုနှစ်အထိစည်ရင်းရနှစ်ပိုင်းလုံးအောင်မြင်တဲ့ယဟန်တော်18ပါးပဲရှိပါသေးတယ် 18ပါတယ်လားအန်ရောပဲ ဟုတ်ပါတယ်ဒါရီအပြင်တက်တော်20မပြည့်လေတဲ့တာမနေလေးတွေအတွေ့တိတန့်စာမနေကျော်ဆိုတဲ့အစာမေးပွဲရှိတယ်လို့မန္တလေးမှာတက်ကြစီဟာနဲ့ရန်ကုန်ရွှေတိဂုံစီရီတော်မှာကျင်းပတဲ့အစစ်တီယာကနလို့ပုဂ္ဂလိကအဖွဲ့အစည်းတွေကကျင်းပတဲ့ထင်ရှားတဲ့စာမေးပွဲကြီးတွေလည်းရှိပါသေးတယ် တမနေကျော်တက်ခ ्या တီဟာစေတီရင်ကနအဆုံးမဲနော် ဟုတ်ကဲ့ဒီစာမေးပွဲတွေအောင်မြင်လဲသက်ဆိုင်ရာကချီးမြှင့်ချက်အပိဝန်တလိုမျိုးဂုံထူးဆောင်ဖွဲ့တန်စိတ်တော်တွေရရှိကြပါတယ် အားရကောင်းလောင်အောင်စနစ်တကျနဲ့ခက်ခဲတဲ့စာမေးပွဲစနစ်တွေပဲဒီလိုစနစ်တွေရှိနေပေမဲ့အရင်အမြစ်တွေထဲမှာယဟန်ငယ်ရီရှေးရိုးပညာဟိအပေါ်စိတ်ဝင်စားမှုရော့နေလာနိုင်တယ်ဆိုရဲစိုးရင်မှုတွေဖတ်ခဲ့ရတယ်ရှင်အဲ့ဒါကဘာကြောင့်ဖွင့်နိုင်မလဲအဓိကစိန်ခေါ်မှုတွေကဘာတွေလဲ ဟုတ်ကဲ့အကြောင်းရင်းအများပြားကိုထောက်ပြန်ထားကြပါတယ်တချို့ယဟန်ငယ်တွေကရှေးရိုးတင်ကြားနည်းတွေအထူးသဖြင့်နားလည်ဖို့ခက်ခဲပြီးအလွတ်ကျမှတ်မှုအများပြားတာကိုငင်းငွေ့ဖွယ်ခက်ခဲလွန်းတယ်လို့မြင်ကြတယ်ပေါ့ perceived as tedious and difficult ငင်းငွေတာပေါ့နော် နောက်တစ်ချက်ကဒီပညာရေးစနစ်ဟာလက်ရှိလူမှုအဖွဲ့အစည်းမှာအသက်မွေးဝမ်းကြောင်းမှုအတွက်တိုက်ရိုက်အားမခိုင်ခြင်းမပေးနိုင်ဘူးလို့ယူဆကြတာ lack of career guarantee တတိယအချက်တော့တချို့ရှေးရိုးဆွဲအမြင်တွေမှာလေခေတ်သစ်ဝေဖန်ပိုင်းခြားလေလာမှုတွေတိပိုင်နီးချချင်းကပ်မှုတွေကယ
ယုံကြည်မှုအားနဲ့အနေချိန်မှာဗုဒ္ဓတရားတော်အပေါ်တန်တရားတွေပိုများလာစေနိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ရှုမြင်ကြတာမျိုးရှိနေပါတယ် Fear that modern critical study might weaken faith. အော်ယုံကြည်မှုကိုထိခိုက်မှာဆိုတာပေါ့ ဟုတ်ပါတယ်နောက်ပြီးလော်ကီစာပေတွေအထူးသဖြင့်အင်္ဂလိပ်စာလိုဘာသာစကားတွေသင်ကြရင်ယဟန်နေလူဝစ်လဲသွားမှာစိုးရိမ်တဲ့အစွဲ fear that secular knowledge especially English leads to disrobing ကလည်းခေတ်မီပညာရေးကိုလက်ခံဖို့အဟန့်တားတစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်ဒါအစိမ့်ဝင်စားစရာကောင်းတဲ့အချက်ပဲလူထွက်သွားမှာစိုးရိမ်တဲ့ဆိုတဲ့အချက်ကယဟန်တော်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ပိုကြီးမားတဲ့အငင်းပွားမှုတစ်ခုစီကိုဥတီသွားစေပုံရတယ်ဆိုလိုတာကပညာရေးကယဟန်တော်တွေကိုလူမှုရေးနိုင်ငံရေးပြဿနာတွေဖြေရှင်းမှုအတွက်ပြင်ဆင်ပေးတဲ့သလားဒါမှမဟုတ်လောက်ကုတော်လွံ့ပြောက်ရေးနေပံကိုပဲတီးတန့်အာယုံစိုက်တဲ့သလားဆိုတော့မေးခွန်းပေါ့ဒီပေါ်မှာရောဘလို့အမြင်ကွဲပြားမှုတွေရှိလေရှင်ဒီခိစွန်းနဲ့ပတ်သက်လို့အရေးအမြင့်ဒီထဲမှာအမြင်ဒီတော်တော်လေးကွဲပြားတာကိုတွေ့ရပါတယ်ခင်ဗျာတစ်ဖက်မှာယဟန်တော်တွေဟာခေတ်ရဲ့လူမှုရေးနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာတက်ကြွစွာပါဝင်တဲ့တယ်ပညာရေးကလည်းအဲ့ဒီအတွက်လိုအပ်တဲ့အသိပညာကျွမ်းကျင်မှုတွေပေးတဲ့တယ်လို့ယူဆတဲ့အမြင်တွေရှိပါတယ်ဥပမာဒီနေ့ခေတ်နိုင်ငံရေးပြဿနာတွေကိုသာဆရာတော်ကြီးတွေကလက်ရှုမရှုပဲရှေ့တန်းကနေခေါင်းဆောင်ပြီးဖြေရှင်းပေးလိုက်မယ်ဆိုရင်အခြေအနေတွေအများကြီးတိုးတက်သွားနိုင်တယ်ဆိုတော့မျှော်လင့်ချက်မျိုးဖော်ပြထားတာရှိပါတယ်ဟုတ်ကဲ့တက်ကြွစေခြင်းတဲ့အမြင်ပေါ့ဒါဖြစ်တယ်လောကီရေးရာတွေအထူးသဖြင့်နိုင်ငံရေးကိစ္စတွေနဲ့သာသနာကိုလုံးဝတိကျခွဲခြားထားရမယ် strict separation of sasana and worldly affairs ဆိုတဲ့အမြင်ပါအော်လုံးဝမပတ်သက်ရဘူးဆိုတဲ့အမြင်ဟုတ်ပါတယ်လောကီပညာသင်ကြားရင်လူထွက်သွားမှစိုးရင်တယ်လို့ပဲလူမှုရေးနိုင်ငံကိစ္စတွေမှာပါဝင်ပတ်သက်ရင်သာသနာတော်ညှိုးနှွမ်းပစ္စည်းစေနိုင်တယ်လို့ပြင်းပြင်းထန်ထန်ယုံကြည်တာဖြစ်ပါတယ်တော်တော်လေးကိုကွဲပြားတဲ့အမြင်တွေပဲနော်ဒီလိုကွဲပြားမှုတွေစိန်ခေါ်မှုတွေကြားထဲမှာအနာဂတ်အတွက် blue shit ဆက်နိုင်မဲ့လမ်းကြောင်းတွေအလားအလာတွေရှိနိုင်မလဲပေါင်းစပ်ဖို့နီးလန်းကိုရှိနိုင်မှာမလားရှင်တွေ့ရပါတယ်ဥမာထခုကတော့တပတ်ဗုဒ္ဓဘာသာပညာရေးမှာကျင့်သုံးတယ်လို့ဆိုရဲပုံစံမျိုးပေါ့အဲ့ဒါကရှေးရိုးသင်ကြားနည်းတွေနဲ့အခြေခံကျမ်းဂန်အသိပညာခိုင်မာအောင်အရင်သင်ယူပြီးမှခေတ်တက္ကသိုလ်တွေမှာလိုအပ်တဲ့အထူးပြုဘာသာရပ်တွေကိုဆက်လက်လေ့လာစီးပူးတာမျိုး combining traditional foundation with modern specialization ဖြစ်ပါတယ်။အော်အခြေခံကိုရင်လို့ပြီးမှခေတ်တစ်ကိုဆက်တာပေါ့။ဟုတ်ပါတယ်။အဓိကအရေးကြီးတယ်လို့အားလုံးကလက်ခံထားပုံရတဲ့အချက်ကတော့ပညာရေးစနစ်ကိုခေတ်ရဲ့လိုအပ်ချက်တွေနဲ့အညီပြုပြင်ပြောင်းလဲဖို့ educational reform လက်ရှိကမ္ဘာခြေအနေနဲ့လိုက်လျော်ညီးထွေဖြစ်အောင်အန်ဝင်ခွင်ကြဖြစ်အောင်ပြုပြင်မွမ်းမံဖို့ adaptation နဲ့ရှေးရိုးဆွဲအစွဲလန်းတွေစနစ်ခေါင်းရဲ့အကန့်အသတ်တွေလိုအဟန့်အတားတွေကိုရင်ဆိုင်ကျော်လွှားဖို့ overcoming obstacles လို့အပ်တယ်ဆိုတာပါပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေအားလုံးကိုပြန်ခြုံငုံကြည့်လိုက်ရင်လေမြန်မာနိုင်ငံဖုံးတော်ကြီးတဲ့ပညာရေးရဲ့စုပ်ထွေးပြီးစိတ်ဝင်စားစရာကောင်းတဲ့လောကတဲကိုခဏီးတစ်ခုထွက်ခဲ့ကြလို့ပါပဲเนาะရှေးအစဉ်လာကိုထိမ့်သိမ်းလို့တဲ့စိတ်အားထက်သန်မှုကနွယ်ခက်တဲ့ကဘာရဲ့စိန်ခေါ်မှုတွေနဲ့လိုက်လျောညီထွေဖြစ်အောင်ကြိုးပမ်းနေရတဲ့အခြေအနေတွေထိအလွှအဆုံးကိုတွေ့ခဲ့ရပါတယ်ရှင်သိချပါတယ်ခင်ဗျရှေးရိုးအစဉ်လာရဲ့တန်ဖိုးကိုထိမ့်သိမ်းဆောက်ရှလို့တဲ့စန္ဒနဲ့လက်ရှိကဘာမှာရက်တီဖို့တိုးတက်ပြန့်ပေါ်ဖို့လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုကိုလက်ခံကျင့်သုံးလို့တဲ့စန္ဒကြကတင်မာမှု tension between preservation and adaptation ကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်ဟုတ်ကဲ့ဒီတင်မာမှုကပညာရေးရဲ့အန်တီမရည်ရွယ်ချက်ကဘာဖြစ်တဲ့လဲလူဖွဲ့စည်းမှာယဟန်တော်တွေရဲ့အခန်းကဏ္ဍကဘလို့ရှိတဲ့လဲရှေးဟောင်းအသိပညာတွေကရင်းမြန်စွာပြောင်းလဲနေတဲ့ကမ္ဘာအခြေအနေတစ်ကိုဘလို့ကြော်ဖြတ်ရင်ဆိုင်မလဲဆိုတဲ့အခြေခံကြတဲ့မိခွန်းတွေကိုမလွဲမသွေမေ့ထိုစေတာပေါ့ဒီဆွေးနွေးမှုရဲ့နောက်ဆုံးမှာစဉ်းစားစရာချက်တစ်ခုခြံထားခဲ့ခြင်းပါတယ်ရှင်အရင်အမြစ်တွေကဖော်ပြတယ်လို့ပဲရှေးရိုးစနစ်ကအဓိကလိုလားလဲပိဋကတ်တော်ကိုနည်းနဲ့တက်ကြွနားလည်မှု depth နဲ့ဖြစ်မီပညာရေးနဲ့ထိတွေ့ဆက်ဆံမှုကလိုအပ်နေတဲ့ကျေပြန့်တဲ့အသိပညာလောကီကျွမ်းကျင်မှု breadth တွေဟာရွေချက်နဲ့နီလန်းတွေမှာအတော်လေးကွဲပြားနေတာတွေ့ရပါတယ်ဒီလိုကွဲပြားနေတဲ့လိုအပ်ချက်တို့ခုလုံးကိုပညာရေးစနစ်တစ်ခုတည်းကအမှန်တကယ်မြတ်မြတ်တတဖြည့်ဆည်းပေးနိုင်မှာလားဒါမှမဟုတ်ဒီလိုတိချလမ်းကြောင်းတွေအပြိုင်လမ်းကြောင်းတွေကမလွဲမရှောင်ထားပဲအမြဲတမ်းလိုအပ်နေအောင်မှာလားဆိုတဲ့မိခွန်းလေးပါပဲ